Netflix ရဲ့ AI ကကြည့်တဲ့သူတွေကိုဘယ်လိုလွှမ်းမိုးမှုတွေလုပ်လဲဆိုတာပြောပြမယ် Netflix ထဲမှာရုပ်ရှင်တွေကြည့်တဲ့အခါမှာ Netflix ရဲ့ AI က movie တွေကိုကျွန်တော်တို့ recommend လုပ်ပေးတယ်ဆိုတာတော်တော်များများဒါသိပြီးဖြစ်လိမ့်မယ်ဒါပေမဲ့သူ့ရဲ့ AI အလုပ်လုပ်တာကအဲ့ဒီထက်ပိုတယ်ကျွန်တော်တို့အကြည့်များတဲ့ရုပ်ရှင်တွေရဲ့အပေါ်မှာမူတည်ပြီးတော့သူတို့စီမှာရှိတဲ့တန်လေးတွေကပုံတွေတပုံနဲ့တပုံနဲ့မတူဘူးဥပမာကျွန်တော်က action ကားတွေကြည့်တာကြိုက်တဲ့သူဆိုရင်ကျွန်တော်ရဲ့ feed ထဲမှာရှိတဲ့ video တွေရဲ့တန်လေးတွေကအဲ့ဒီရုပ်ရှင်ထဲမှာရှိတဲ့ action ခန်းနေရာတွေကိုရွေးပြီးတော့တန်လေးပြထားတယ်အကယ်၍ကျွန်တော်တငယ်ချင်းက comedy ကြိုက်တယ်ဆိုရင်အဲ့ဒီ comedy နဲ့ပတ်သက်တဲ့တန်လေးတွေကိုပဲရွေးပြီးတော့ပြတယ်အဲ့ဒါကကျွန်တော် Netflix သုံးနေတဲ့ AI feature ရဲ့အရန်မိုက်တဲ့အချက်တွေကတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ marketing မှာဒီ product ပဲဒါပေမဲ့ different angle တွေနဲ့ပြပေးနိုင်တယ်ဆိုတာတကယ်ကိုအရေးကြီးပါတယ်